ကျေတယ်ပြက်ကရွာလေးကိုကျွန်တော်တို့လူစုဝင်ပါပြီရွာဝင်ဘလောက်လာလိုက်လေကြည့်အောင်ဆောင်းတွင်းမှာမြင်ရတဲ့မြင်ကွင်းပေါ့နော်ဆောင်းတွင်းဆိုပေမဲ့ဒါကျွန်တော်ပြောနေကြအတိုင်းပဲရုရှားရဲ့နွေဦးရာသီကိုရောက်နေပြီဒီမှာဒါကျွန်တော်တို့စီကဆောင်းရာသီနဲ့တူနေတာဒါရွာဝင်လေးပါမနေ့ကရောက်တော့လည်းကျွန်တော်မတန်းတင်ပြီးသားဆိုတော့ဒါမရိုက်တော့မြောက်ဖက်ပင်လယ်သမုဒ္ဒရာရဲ့ကမ်းစပ်ကိုဖြစ်သွားပြီရှိဒါဟိုတယ်နင်းမြုံနေတဲ့အိမ်တွေအကုန်လုံးနင်းမြုံနေပြီကျွန်တော်ရှိကျေတယ်ပြက်ကဆိုတဲ့ကြော်လေးပါဘာမြောက်ဖက်ဆုံးကကုန်းမြေဆုံးတဲ့နေရာမှာတည်ရှိနေတယ်ကျွမ်းလေးဒီနေ့ဒါရွာထဲမှာသွားကားတွေပါတယ်ကိုမောင်းဖို့ရန်ခက်သွားရှင်နေရမြင်တဲ့အတိုင်းပဲအခုသွားနေတာကျွန်တော်တို့ကမ္ဘာမြောက်ဖက်အစွန်ဆုံးကမ္ဘာမြေပြင်မြောက်ဖက်မြေပြင်အစွန်ဆုံးမှာရှိတဲ့ဘီယာဆိုင်ကိုသွားနေတာကျွန်တော်မင်းညလည်းရောက်ခဲ့တယ်ဒါပေမဲ့လို့မင်းညတိုက်ပြီးတော့မမြင်လိုက်ရဘူးပေါ့နော်ဒီနေ့မနေ့ထပ်ပြီးသွားဖြစ်တယ်အဆောင်ပစ္စည်းလေးဝယ်စရာရှိလို့ဒီမှာတွေ့ရမှာလားမြောက်ဆဲအစွန်းဆုံးဘီယာဆိုင်လေးချိန်က7 နာရီကနေမနက်7ည7ဖွင့်တယ်ရှာလူဘလူးကျဲတဲ့ပြဲကူဒါဘီယာဆိုင်လေးရောက်နေတာပါအနာတောင်းလာကျွန်တော်တို့ပြန်ပြီးတော့လာတယ်ဖြစ်တယ်ဘီယာဆိုင်ကိုသွားကြတဲ့လူတွေရှိမယ်။ကြောက်ပါနဲ့။ထွက်ပါနေရတယ်။ရွေးကတော့အမှန်ဒီပတ်ပတ်လည်းမှာရေဝိုင်းထားတယ်။ကျွမ်းရွာလေးလို့ပြောလို့ရတယ်။ကြောင်းဟောင်းကြီးပေါ့နော်ရွာလေးပါဒီလမ်းတော့ကျွန်တော်တို့ကျေတယ်ပြက်ကရွာရောက်ရှိပင်လယ်ကကျွန်းပုံစံလေးချပြီးတော့ရွာနှစ်ချမ်းကွဲတဲ့ပုံစံဖြစ်သွားတယ်အခုဒါကျွန်တော်တို့
တင်မောအဟောင်းတွေကိုဆွန့်ပစ်ထားတဲ့တင်မောတင်ချိုင်မှန်ဆိုရင်ဒီလိုမနေ့ကတော့ဒီရေအားတွေခြေစီသွားပြီးရိုက်လို့ရတယ်ဓာတ်ပုံတွေပါလေရိုက်လို့ရတယ်အခုလောလောဆယ်ကကျွန်တော်တို့နေနေဘယ်လောက်ထိဖုံးလဲဆိုတော့ရောက်မယ်နေနေရအဲဒါကြောင့်ဒီနံပါတ်